ပင်ပန်းရင်ပို့ကူးဆိုင်ပေးပါတဲ့စိတ်ပင်ပန်းတဲ့နေ့တွေမှာဘဝတစ်ခုလုံးမပြင်ဆင်နိုင်သေးရင်တော့ကိုယ်စိတ်ကိုနည်းနည်းလေးတော့ဂရုစိုက်ပေးလိုက်ပါတဲ့လူတိုင်းရဲ့ဘဝမှာလေအကြောင်းပြချက်ရှင်းရှင်းလင်းလင်းမရှိပါပဲနဲ့စိတ်လေးလံနေတဲ့နေ့တွေရှိကြဘူးမှာပါဘာမှမဖြစ်ထားသလိုထင်ရပေမဲ့ရင်ထဲမှာတော့တစ်ခုခုလွတ်ကျသွားသလိုမျိုးခံစားချက်တွေကလေးလံထိုင်းမိုင်းနေတတ်တာမျိုးပေါ့လူတွေရှိမှာတော့အမှုမဲ့အမှတ်မဲ့ပြုံးနေနိုင်သေးတယ်အလုပ်တွေကိုလည်းဆက်လုပ်နိုင်သေးတယ်တာဝန်တွေကိုလည်းမပြတ်မကွက်ထမ်းဆောင်နေနိုင်တယ်ပေါ့ဒါပေမဲ့တိတ်တိတ်လေးပင်ပန်းနေတဲ့စိတ်ကိုတော့ကိုယ်တိုင်ကသိနေနေပြီးသားပဲလေတခါတရံဘဝမှာကျွန်တော်တို့ပင်ပန်းနေတာကအလုပ်များလို့ဆိုတာထက်အတွေးတွေများလို့ကပိုဖြစ်နိုင်ပါတယ်ဒါကဘာကြောင့်လဲဆိုရင်ကိုယ်ခံစားချက်ကိုကိုယ်တိုင်တောင်မနာထောင်ဖြစ်တော့လို့ပါတဲ့အဲ့ဒီလိုအချိန်မျိုးမှာကိုအပြစ်တင်မစောပါနဲ့ငါဘာဖြစ်နေတာလဲဆိုတာထက်ဒီနေ့ငါစိတ်ကိုနည်းနည်းလေးသက်သာစေမယ့်အရာကဘာလဲဆိုတာသိဖို့အရေးတကြီးလိုအပ်လာပါပြီတခါတရံရေအေးအေးလေးနဲ့ရေချိုးလိုက်တာကခန္ဓာကိုယ်ကိုလန်းဆန်းသွားစေပြီးတော့ရင်ထဲကမောပန်းမှုတွေကိုသက်သာသွားစေနိုင်သလိုစိတ်မောပန်းခြင်းကိုပါစီးကြောပြနိုင်ပါတယ်တခါတရံအပြင်ထွက်ပြီးမနက်ခင်းလေးကိုအသက်ပြင်းပြင်းရှူလိုက်တာကလည်းအခန်းချင်းလေးထဲမှာပိတ်မိနေတဲ့အတွေးတွေကိုပုံမလွတ်လပ်သွားစေနိုင်တယ်တခါတရံချစ်ရတဲ့သူတယောက်ကိုဒီနေ့ဘယ်လိုနေလဲလို့မစိလေးတစ်စောင်ပို့လိုက်ရုံနဲ့အထီးကျန်မှုရဲ့အတန်ကလည်းတိတ်ဆိတ်သွားနိုင်ပါတယ်တခါတရံကော်ဖီတစ်ခွက်ကိုဖြည်းဖြည်းလေးတောက်ရင်မိုးရွာတန်ကိုနားထောင်နေတာကလည်းဟီလင်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်ပြီးတော့လေကိုယ်ဝါသနာအရာစာအုပ်လေးတစ်အုပ်ကိုဖတ်လိုက်တာတချင်းလေးတစ်ပုဒ်နားထောင်လိုက်တာပန်းဦးလေးကိုရေလောင်းလိုက်တာအိမ်ရှိမှ9မိနစ်လောက်လမ်းလျှောက်လိုက်တာဒီလိုသိငယ်တဲ့အရာလေးတွေဟာလေကျွန်တော်တို့ထင်ထားတာတက်ပို့ပြီးတော့စိတ်ကိုပြန်လည်အသက်ဝင်စေနိုင်မှာပါလူများစုကလေဘဝကိုတရက်တည်းနဲ့ပြောင်းလဲပစ်ချင်ကြတယ်ဒါပေမဲ့ဒီလိုလုပ်လို့မရဘူးလေနော်ဘဝကကြီးမားတဲ့ခုံပြန်မှုတွေနဲ့တိဆောက်ထားတာမှမဟုတ်တာနေ့စဉ်လှုပ်ဖြစ်တဲ့အသေးငယ်ဆုံးရွေးချယ်မှုလေးတွေနဲ့တိဆောက်ထားတာမို့ပါ one small step ထရက်မှာတလန်းတည်းကလုံလောက်ပါတယ်နော်ဒီနေ့အိယာကထားလိုက်နိုင်တာကလည်းအောင်ပွဲတစ်ခုပါပဲရေတစ်ခွက်တောက်လိုက်နိုင်တာကလည်းကိုချစ်ချင်းတစ်မျိုးပါအစားတစ်နက်စားလိုက်နိုင်တာကလည်းကိုခန္ဓာကိုယ်ကိုကျေးဇူးတင်လိုက်နိုင်ခြင်းပါကိုမစွန့်ပစ်ပဲနောက်တစ်ရက်ကိုဆက်လျှောက်နေသေးတာကဘဝရဲ့တတိအရှိဆုံးလုပ်ရတစ်ခုပါငိုချင်ရင်ငိုလိုက်ပါမပြုံးချင်တဲ့နေ့မှာအတင်းမပြုံးပါနဲ့မတန်မာနိုင်တဲ့နေ့မှာတန်မာခြင်းလဲရောင်မဆောင်ပါနဲ့ကိုတော့နူးနူးညံ့ညံ့ဆက်ဆံပေးပါအဲ့ဒါဟာ self care ဖြစ်ပါတယ်အရေးအကြီးဆုံးကဒီနေ့ရဲ့နာကျင်မှုဟာထာဝရမဟုတ်ဘူးဆိုတာကိုမမေ့ပါနဲ့နော်ဒီနေ့မိုးရွာတဲ့နေ့တောင်နောက်နေ့မိုးမရွာပါဘူးညရှိတဲ့နေ့တိုင်းကမနက်ခင်းပြန်ရောက်လာတယ်နော်ဘဝမှာလည်းဒီလိုပါပဲအရာအားလုံးကိုတပြိုင်တည်းဖြည့်ရှင်းနိုင်လို့ကိုအပြစ်မတင်ပါနဲ့ဒီနေ့အသက်ပြင်းပြင်းရှူလိုက်ပါရေချိုးလိုက်ပါလမ်းနဲ့လေးလျှောက်လိုက်ပါချစ်ရတဲ့သူကိုဖုံးဆက်လိုက်ပါဒါမှမဟုတ်တိတ်လေးကိုယ်နှလုံးသားကိုဒီလိုပြောလိုက်ပါဒီနေ့ငါသိပ်ပင်ပန်းနေတယ်နော်ဒါပေမဲ့ဒီခံစားချက်ကငါဘဝတစ်ခုလုံးမဟုတ်ဘူးဒီအချိန်ကလည်းဖြစ်တန်းသွားမှာပဲသတိရဖို့ကတော့လေဘဝမှာအလင်းရောင်ကြီးတွေကတခါတရံဖျောင်းနိုင်မိတဲ့တိုင်ကနေစတင်တာနော်အပြောင်းလဲကြီးတွေကလည်းဆုံးဖြတ်ချက်သေးလေးတစ်ခုကနေစတင်လာကြတာပါဒါကြောင့်မို့လေဒီနေ့ဘဝတစ်ခုလုံးကိုတို့တွေကမပြောင်းလဲနိုင်သေးရင်တောင်ကိုယ်စိတ်ကိုငြိမ်းချမ်းစေမယ့်အရာလေးတစ်ခုကိုတော့လုပ်ပေးလိုက်ပါအဲ့ဒီအရာလေးကသင်နှလုံးသားပြန်ပြုံးလာမယ်ပထမဆုံးခြေလှမ်းဖြစ်နိုင်သလိုသင်ဘဝပြန်လဲတောက်ပလာမယ်အစလည်းဖြစ်နိုင်ပါတယ်နော်ဆရာကြီးအားအစဉ်လေးစားလျက် Professor Dr. ဆိုင်းတော်ကြား